ဂျပန်လူမျိုးတွေမှာကင်ဆူကီလို့ခေါ်တဲ့အရန်လှပတဲ့အနုပညာတစ်ခုရှိပါတယ်အဖိုးတန်တဲ့ကြွေအိုးလေးတစ်လုံးကွဲအပ်သွားတဲ့အခါလွှင့်ပြစ်လိုက်မဲ့အစားအဲ့ဒီအက်ကြောင်းတွေကိုရွှေရည်တွေနဲ့ပြန်ဆက်လိုက်တာပါရလတ်ကတော့အရင်ကထက်ပိုမိုခိုင်မာပြီးပိုလှပတဲ့ကြွေအိုးတစ်တစ်လုံးဖြစ်လာတာပေါ့ကျွန်တော်တို့ရဲ့ဘဝဆိုတာလည်းဒီလိုပါပဲအမားဆိုတဲ့အက်ကြောင်းတွေဟာကျွန်တော်တို့ကိုအကြီးတန်းစေတာမဟုတ်ပဲအဲ့ဒီအမားတွေကိုဘလို့ရွှေရည်စိတ်မလဲဆိုတဲ့အပေါ်မှာပဲကျွန်တော်တို့ရဲ့တန်ဖိုးကတည်ရှိနေတာပါဒီနေ့ကျွန်တော်ဆွေးနွေးသွားမှာကအမားလို့ခေါ်တဲ့ဘဝရဲ့မရှောင်လွှဲနိုင်တဲ့သင်ခန်းစာတွေအကြောင်းပဲဖြစ်ပါတယ်လူတိုင်းမှားဘူးကြပါတယ်အမားနဲ့ကင်းတဲ့သူဆိုတာဘာမှမလုပ်တဲ့သူပဲရှိမှာပါနာမည်ကျော်ယူပဗေဒပညာရှင်ကြီးAlbert Einstein ကတော့ဘယ်တော့မှမမှားဘူးတဲ့သူဟာအသစ်အဆန်းတစ်ခုကိုဘယ်တော့မှကြိုးစားမကြည့်ဘူးသူပဲလို့ဆိုခဲ့ဘူးပါတယ်ဒါကြောင့်အမှားကိုမကြောက်ပါနဲ့အမှားဆိုတာကျွန်တော်တို့လမ်းလျှောက်တက်ဖို့အတွက်လဲကျခဲ့ရတဲ့ငယ်ဘဝရဲ့ခြေလမ်းတွေလိုပါပဲအမှားကိုကြောက်နေရင်ကျွန်တော်တို့ရှေ့ဆက်တိုးဖို့အဟန့်အတားဖြစ်နေပါလိမ့်မယ်အမှားဆိုတာဘဝခီးရဲ့လမ်းပြမြေပုံတစ်ခုသာဖြစ်ပါတယ်ဒါပေမဲ့အမှားတိုင်းကိုတော့လက်ခံလို့ရတယ်လို့မဆိုလိုချင်ဘူးခင်ဗျာဒီနေရာမှာကျွန်တော်တို့ခွဲခြားရမယ့်အချက်တစ်ချက်ရှိပါတယ်အဲ့ဒါကတော့ရည်ရွယ်ချက်ပါပဲမတော်တဆမှားသွားတာဟာလူသားဆန်ခြင်း humanity ပါဒါပေမဲ့သိရနဲ့ရည်ရွယ်ချက်ရှိမှားနေတာကတော့ဖျက်ဆီးခြင်း destruction ပါပဲရှေးလူကြီးတွေပြောသလိုပေါ့မသိလို့မှားတာကအထာမနှက်တာသိရနဲ့မှားတာကဗီဇမတက်တာတဲ့ပညာရှိတစ်ယောက်ရဲ့လမ်းစဉ်မှာအမှားဆိုတာအမြဲတမ်းပါဝင်နေမှာမဟုတ်ပါဘူးတစ်ခါမှားရင်သင်ခန်းစာနှစ်ခါမှားရင်သတိထားစရာသုံးခါမှားရင်တော့အဲ့ဒါအမှားမဟုတ်တော့ပဲရွေးချယ်မှု choice ဖြစ်သွားပါပြီအမှားတစ်ခုကိုပဲထပ်ခါကျူးလွန်နေတာဟာတိုးတက်မှုကိုရပ်တန့်စေတဲ့အစိတ်တောက်တစ်ခုပါပဲဒါဆိုကျွန်တော်တို့အမှားနဲ့အောင်ဘယ်လိုနေကြမလဲအဖြေကတော့သတိ awareness ပါပဲအမှားတစ်ခုလုံးမိတိုင်းကိုပြန်မေးကြည့်ပါဒီအမှားကနေငါဘာသင်ယူလိုက်ရတယ်လဲဆိုတာကိုပေါ့အမှားကိုစင်ကြေတွေနဲ့ဖုံးကွယ်မဲ့အစားရဲဝံ့ဝန်ခံတတ်ဖို့လိုပါတယ်စတိုအစ်ဒသနပညာရှင်ကြီးမာကတ်အော်ရီလီယပ်စ်ကအမှားတစ်ခုကိုပြုပြင်ဖို့ညှင်းဆန်တာဟာဒုတိယမြောက်အမှားကိုကျူးလွန်တာပဲလို့သတိပေးခဲ့ဘူးပါတယ်ကျွန်တော်တို့ဟာအမှားတွေထဲမှာနစ်မနေပဲအမှားတွေကိုလှေကားတဲ့လှုပ်ပြီးပိုမြင့်တဲ့အသိဉာဏ်စီကိုတက်လှမ်းရမှာပါမိတ်ဆွေများခင်ဗျာအမှားဆိုတာကျွန်တော်တို့ဘဝကိုချိန်ချောက်နေတဲ့ရန်သူမဟုတ်ပါဘူးသူကကျွန်တော်တို့ကိုပိုပြီးရင့်ကျက်အောင်ပိုပြီးကြန့်ခိုင်အောင်တွေးပေးနေတဲ့ကြောက်သားတစ်ခုပါအမှားကိုကြောက်လို့ဘာမှမလုပ်ဘဲနေမဲ့အစားမှားသွားခဲ့ရင်တော့အဲ့ဒီအမှားကိုပညာဖြစ်အောင်ပြောင်းလဲနိုင်တဲ့နှလုံးသားမျိုးကိုပဲမွေးမြူကြပါစို့ခင်ဗျာညီကုန်းချုပ်အနေနဲ့ကျွန်တော်ရဲ့အတွေးလေးတစ်ခုခြံထားပေးခြင်းပါတယ်ကောင်းကင်မှာတိမ်နေဖုံးနေတာဟာလာမင်းကြီးမရှိတော့လို့မဟုတ်ပါဘူးတိမ်နေကွယ်ပြောက်သွားတဲ့အခါလာမင်းကြီးဟာအရင်ကထက်ပိုပြီးလင်းလက်တောက်ပလာတယ်လို့ပဲတင့်ရဲ့အမားဆိုတဲ့တိမ်လွာတွေကွယ်ပြောက်သွားတဲ့အခါတင့်ရဲ့ရင်းကျက်မှုလာရောက်ဟာအလုံးကိုအေးမြစေမှာအသေးချပါပဲခင်ဗျာကျွန်တော်မိတ်ဆွေများအားလုံးပဲအမားတွေကနေပွင့်လန်းလာတဲ့ဉာဏ်ပညာတွေပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ခင်ဗျာနားဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာကျမ်းမာရွှင်လန်းကြပါစေခင်ဗျာ